အားလုံးပဲမင်္ဂလာပါဒီကနေ့ဖျားသခင်အိမ်တော်ဘက်မှာလဲဆိုတဲ့အကြောင်းကိုပြောသွားမှာဖြစ်ပါတယ်သခင်ယေရှုခရစ်ကိုယုံကြည်သူအားလုံးကယ်တင်ခြင်းခံစားမှာဖြစ်ပါတယ်ဧဖက်အခန်းကြီး2အငယ်8ယုံကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရတယ်ကိုအလိုလျောက်ရောက်တည်မှုဖျားသခင်တနာတော်မူရာဖြစ်တယ်လို့ဖော်ပြတာဖြစ်တယ်ဒါပေမဲ့ကယ်တင်ခြင်းခံရသောယုံကြည်သူတွေကိုလိုက်နာကျင့်သုံးဖို့ဖျားပေးထားတဲ့ပညတ်တွေရှိပါတယ်မဿဲ28အငယ်20မှာဆိုလို့ရှိရင်ငါသည်သင်တို့အားပေးသမျှသောပညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းကဆုံးမဩဝါဒပေးကြလော့ယုံကြည်သူအခြေအနေကနေလိုက်လျှောက်သောလူမျိုးတော်အဖြစ်သို့ကူးပြောင်းပြီးဘုရားရှင်သည်လူမျိုးတော်ထဲကျင့်ဝတ်ဖို့ရန်ဖြစ်တယ်ဓမ္မအောင်ခက်ကာလမှာတော့ဘုရားရှင်ဟာလက်နဲ့ဆောက်ထားသောဗိမာန်တော်မှာကျင့်ဝတ်ခဲ့တယ်နောက်မျက်မှောက်ကာလမှာတော့သားတော်အဖြစ်ခံယူသည့်ပညတ်တော်ကျင့်ယူတည်ဆောက်သောအဖြစ်ဘုရားသည်နာခံတော်မိမိလူမျိုးကြားကျင့်ဝတ်တော်မူတာဖြစ်တယ်ဒီအကြောင်းသိနိုင်ဖို့ဘုရားသခင်အလိုတော်ဖြစ်တယ်ဒါကြောင့်မို့လို့ဒီကနေ့ဘုရားသခင်သည်မိမိလူမျိုးတော်ကြားဘယ်လိုကျင့်ဝတ်တယ်ဆိုတာသိနိုင်ဖို့ဘုရားသခင်အိမ်တော်ဘက်မှာလဲ Where is God's house today ဆိုတဲ့ Alan F. Thoms house ကိုဘာသာပြန်ပေးခြင်းဖြစ်တယ်အစေခံ Alan ကိုဘုရားသခင်ကောင်းချီးပေးပါစေကြားနာတော်သူအားလုံးလည်းဘုရားသခင်ကောင်းချီးပေးပါစေဟုတ်ပြီဒီကနေ့မေးခွန်းကကောင်းကင်ဘုံရှိဘုရားရဲ့ရွှေအိမ်တော်လားယောဟန်ခရစ်ဝင်ခန်းကြီး14နှစ်မှာတော့သခင်ယေရှုကငါအဘဤအိမ်တော်၌နေစရာအခန်းအများကြီးရှိသို့မဟုတ်လေမဟုတ်ကြောင်းကိုသင်တို့ငါမပြောဘဲမနေလို့ပြောထားပါတယ်ယုံကြည်သူတိုင်းအတွက်မင်္ဂလာရှိတဲ့မျှော်လင့်ချက်ဖြစ်တယ်ဒါပေမဲ့ဒီကနေ့ဆွေးနွေးရမှာကလောကမှာရှိတဲ့ဘုရားသခင်အိမ်တော်အကြောင်းပဲဖြစ်ပါတယ်ကျမ်းစာကအများအပြားဖော်ပြထားတာရှိပါတယ်ဆိုလိုမွန်မင်းကြီးကရာဇဝင်ချုပ်ဒုတိယဆောင်အခန်းကြီး6အငယ်18မှာမိခွန်းထုတ်ထားတာရှိပါတယ်သို့အားတွင်ဘုရားသခင်သည်မြေကြီးပေါ်မှလူတို့တွင်ဤကံအမှန်ကင်းဝတ်တော်မူမည်တော့ဟုတ်ပါတယ်လူအနေနဲ့အလွန်အံ့ဩဖွယ်ဖြစ်တယ်ဘုရားရှင်သည်သူ့လူမျိုးကြားကျင့်ဝတ်တာဖြစ်တယ်ဘုရားရှင်ဟာသူ့အိမ်တော်အကြောင်းအဖန်တလဲလဲဖော်ပြတာကိုကျမ်းစာလေးလာခြင်းအပြင်သိနိုင်တယ်ဓမ္မဟောင်းကပ္ပဦးကျမ်းမှာသည်မလာခိအဆုံးထိဘုရားသခင်တော်အကြောင်းတောက်လျှောက်ပါရှိတာဖြစ်တယ်ဓမ္မသစ်ကျမ်းမှာသဲမှသည်ဗျာဒိတ်ကျမ်းအဆုံးထိချိန်မှများစွာဖော်ပြထားသေးတယ်ကျမ်းနှစ်ပိုင်းရဲ့အရေးကြီးတဲ့ကွဲပြားချက်ကတော့ခရစ်တော်မတိုင်ခင်ဘုရားရှင်သည်မြေကြီးပေါ်ရှိတဲတော်မှာတစ်ချိန်လုံးကျင့်ဝတ်တာဖြစ်တယ်ခရစ်တော်အသေးခံချိန်မှာတော့ဗိမာန်တော်ကလကနှစ်ချမ်းကွဲပြီးနောက်အဟောင်းကိုရပ်တန့်ပြီးအသက်စတင်ခြင်းဖြစ်တယ်ဆိုတာကိုပြသတာဖြစ်တယ် Pentecost လို့ခေါ်တဲ့ Pentecost ပွဲနေ့တန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်ချိန်ဟာဘုရားရဲ့ဝိညာဉ်တော်အိမ်စတင်ခြင်းဖြစ်တယ်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး2အငယ်9မှာအသက်ကြောင့်များအဖြစ်အစင်းစင်းအထက်ထပ်တိဆောက်လျက်ရှိသဖြင့်ဓမ္မတိုက်ဖြစ်ကြ၏ယေရှုခရစ်အားဖြင့်ဘုရားသခင်နှစ်သက်တော်မူရာဓမ္မရစ်ကိုပူဇော်ရသောတန်ရှင်းသောယုပရောဟိတ်အမျိုးလည်းဖြစ်ကြ၏လို့ဖော်ပြတယ်ဒီမှာဝိညာဉ်တော်နဲ့ဆိုင်သောဓမ္မတိုက်အိမ်တော်ဓမ္မရစ်ဆိုတာတွေကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကနေ့ယုံကြည်သူတွေအသင်းတော်အနေနဲ့တဆုတကွေးကိုးကွယ်ရမယ့်ပုံစံဖြစ်ကြောင်းထင်ရှားတာဖြစ်တယ်ရှင်ပေါလုကလည်းတိမောသေအထံကျင့်စဉ်နဲ့ပတ်သက်ပြီးရေးတဲ့စာမှာလဲဝိညာဉ်တော်အိမ်ကိုအဓိကထားပေါ်ပြတာဖြစ်တယ်တိမောသေဩဝါဒစာပထမဆောင်အခန်းကြီး3အငယ်15သင်သည်ဘုရားသခင်အိမ်တော်၌အဘယ်သို့ကျင့်ကြံပြုမူရမည်ကိုသိစေခြင်းကဤလမ်းညွှန်ချက်ကိုငါရေး၍ပေးလိုက်၏ထိုအိမ်တော်ကအသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်ဖြစ်၏ထိုအသင်းတော်ကတမန်တရား၏အမိတကယ်ဖြစ်၏တမန်တရား၏တရားလည်းဖြစ်၏ဒါကြောင့်မို့ကနဦးတပည့်တော်တွေနေ့စဉ်အသက်တာမှာတက်တွေ့ကျင့်သုံးသောအရာဖြစ်တယ်ဆိုတော့သိရတယ်တမန်တော်ခက်ကာလမှာတပည့်တော်တွေဟာဘုရားသခင်၏အသင်းတော်မှာစုဝေးကြတာဖြစ်တယ်သူတို့တွေဟာဘုရားသခင်ရဲ့ဝိညာဉ်အိမ်ကိုမြေကြီးမှာစထူထောင်ကြတယ်ဘုရားသခင်လည်းထိုဝိညာဉ်တော်အဖြစ်သူတို့ကြားကျင့်ဝတ်တော်မူတယ်1ကော3:16မှာသင်တို့သည်ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြသည်ကို၎င်းဘုရားသခင်၏ဝိညာဉ်တော်သည်သင်တို့ထဲ၌ကျင့်ဝတ်တော်မူသည်ကို၎င်းမသိကြသလောအခုဖော်ပြတဲ့ဘုရားသခင်အသင်းတော်ဆိုတာခရစ်တော်ရဲ့ခန္ဓာကိုယ်အသင်းတော် the body of Christ ဆိုတာနဲ့မမှားစေလိုပါဘူးခရစ်တော်ရဲ့ခန္ဓာကိုယ်အသင်းတော်ဆိုတာကဘယ်ကိုင်းကနာမှာပဲနေပန်တီကုတ်နေ့ကနေကိုတော်ဒုတိယအကြိမ်ပြန်ကြွမလာမီဒုတိယမွေးခြင်းခံယူသောယုံကြည်သူအားလုံးကိုဖော်ပြတာဖြစ်တယ်
အများစုကသေလွန်ကြပြီးဖြစ်တယ်ခရစ်တော်မှာအိပ်ပျော်ကြတာလည်းဖြစ်တယ်အသက်ရှင်လက်ရှိသေးသောယုံကြည်သူတွေဟာခရစ်တော်ကနေတဆင့်နီးခံတဲ့တမန်တော်တွေရဲ့ပြည့်ညတ်တွေကိုနာခံခြင်းအဖြစ်ဒေသန္တရမှာရှိတဲ့ဘုရားသခင်အသင်းတော်မှာပါဝင်ခွင့်အခွင့်ထူးကိုရကြတာဖြစ်တယ်တမန်တော်ခက်ကာလကလေးကဒီလိုပုံစံရှိတာဖြစ်တယ်ယုံကြည်သူမှန်သမျှသည်ခရစ်တော်ရဲ့ခန္ဓာကိုယ်အသင်းသားအလိုလိုဖြစ်သွားတယ်အဲ့ဒီအနေတဆင့်ခရစ်တော်ကိုသခင်နေရာမှာထားပြီးတော့နှစ်ချင်းခံတဲ့ဘုရားသခင်ရဲ့အသက်သေးဖြစ်ဖို့ရာမိမိတို့နေရဇာတိမြို့ရွာများရှိတပိတော်များထံသင်ဝင်ကြတာဖြစ်တယ်။ဒါဆိုလို့ရှိရင်ဒီကနေ့လည်းဒီလိုပုံစံမဖြစ်နိုင်ဘူးလို့ပြောလို့မရဘူး။ဘာကြောင့်လဲ။ဘုရားစကားကမပြောင်းလဲဘူး။တခါတည်းစဉ်းစားတဲ့အကြောင်းထူးလည်းဖြစ်တယ်။ဒီကနေ့လည်းဘုရားသည်လူကြားထဲမှာကျင့်ဝတ်တယ်ဆိုရင်ဘယ်မှာကျင့်ဝတ်ပါသလဲ။ကျွန်တော်တို့ပါဝင်သောယဝန်းနေဘယ်ကဘုရားကျင့်ဝတ်သောနေရာဖြစ်ကြောင်းဘယ်လိုသိနိုင်သလဲယုံကြည်သူအယောက်စီတိုင်းဒီမေခွန်းကိုဖြေနိုင်ဖို့ရည်ရွယ်ပြီးတော့ဗီဒီယိုကလစ်ကိုတင်ဆက်ခြင်းဖြစ်ပါတယ်ဓမ္မဟောင်းကြည့်ပါဓမ္မဟောင်းကျမ်းရှိသမျှသည်ဒီကနေ့ကျွန်တော်တို့အတွက်ရေးထားတာဖြစ်တယ်လို့ယောမအခန်းကြီး15မှာဖော်ပြထားတယ်ငါတို့သည်ကျမ်းစာ၌ပါသောသေခံခြင်းတက်တာခြင်းအကြောင်းများကိုအမိပြု၍ညှိုးလင့်ရသောအခွင့်ရှိစေခြင်းကကျမ်းစာ၌အထက်ကရေးထားသမျှသည်ငါတို့ကိုဆုံးမဩဝါဒပေး၍ရေးထားသတည်းဥပမာမောရှေဆောက်လုပ်ထားသောတဲတော်တပန်နီကယ်ဟာဓမ္မသစ်ခတ်မျက်မှောက်ကာလဝိညာဉ်တော်အိမ်ရဲ့ပြရုပ်ဖြစ်တယ်ဟေဘရဲအခန်းကြီး9အငယ်9ထိုတဲတော်ကပူဇော်တကားနှင့်ရစ်များကိုပူဇော်သောကာလတည်းဟုသောမျက်မှောက်ကာလပတ်လုံးပုံပေါ်မှာဖြစ်၏ဒါကြောင့်မို့လို့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးဓမ္မသစ်ကျမ်းကိုအတူလေ့လာကြဖို့ပိုပြီးအရေးကြီးလာတာဖြစ်တယ်။တန်ရှင်တော်ဝိညာဉ်တော်ဖွင့်ပြလို့တော့ဒီကနေ့ကူးကွယ်ခြင်းနဲ့အမှုတော်မြတ်နိုင်ပါဝင်ခြင်းအားလုံးသိနိုင်ဖို့အတူတကွဆူတောင်းဆက်ကြရမှာပဲဖြစ်ပါတယ်။ဒီနေ့ဖို့ဒီလောက်နဲ့ပဲတင်တာပါစေ။နောက်ဗီဒီယိုကလစ်များမှာပြန်လည်ဆုံတွေ့ကြမယ်။ Like and share လေးလုပ်ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်။